Hey, tí vì là. 1 2 3 Hey, tí vì là. Hey, tí vì là luôn do nè. တိပီပီလာနဲ့နေမနေ့က GI ဟော်လို့ကိုတိန်နာတွေဝင်နေတာပြောလို့မလား ဟုတ်တယ်အဲ့ဒီပြင်မှာရှိသေးတယ်မိုင်းမသိသေးဘူးမလား ပြောစမ်းပါဦး အဲ့ဒါကရရှိနိုင်တဲ့ပစ္စည်းတွေကကြတော့1ခွဲ3တစ်ခွဲ2တစ်4နှစ်2လက်မဆိုင်တွေရရှိနိုင်ပါတယ်ဒါအပြင်ပြန်လည်ရောင်းချလို့တော့စိုင်သမားများအတွက်ကိုလည်းအဆင်ပြေအောင်လို့ 1kg ကို3150တဲ့နဲ့တန်50 DD ကိုသာရောင်းချပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသက်ရောက်ရှိထားတဲ့ GI ဟော်လိုပိုက်များတွေကမှာအနက်တန်50ကိုသာ 1kg ကို3150နဲ့ရောင်းချပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မြန်လေးလက်တော့ဖို့တော့လိုမယ်နော်ဝိတ်ချိန်ကတော့ size စုံကို 0.25 အကွာဖြင့်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ကားကတ်တာတက်ချိန်ပြီးဝယ်ယူလိုတဲ့စိုင်သမားများအတွက်ကိုကားကတ်တာဖြင့်ချိန်ပြီးတော့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ပစ္စည်းများမှာလည်းအနာစာပါခဲ့သည်ရှိသောအဆင်ပြေအောင်လို့ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမတို့ original stick ကိုဒီအမြန်ဆုံးလာရောက်ဝယ်ယူဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။အဲ့ဒါမိုင်းတို့မသိဘူးမလား။